မယ်စဉ်းစားတော့ဒါအပ်ကြမယ်နင်နာကိုကချက်ချက်ဆွဲမင်းကိုနိုင်ယူခဲ့တာနဲ့ဒီလိုသူတဲ့နိုင်ငံနဲ့မင်းနဲ့ပြန်လာမှပါပဲထွက်သွားတဲ့နေဝင်လာနဲ့ငါကြောင့်နေပါတာရလဲငါကြောင့်မငုံနေရမြဲငါကြောင့်မစုခံရမြဲဟုတ်တယ်ငါကရှော့တယ်